Hello အားလုံးပဲမင်္ဂလာပါကျွန်မရဲ့ YouTube channel ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လည်းနေပါတဲ့အတွက်ကြောင့်ဒီလက်ဖက်ခူရာကိုရိုက်ပြပေးထားပါတယ်အဆုံးထိကြည့်မယ်ဆိုလို့ရှိရင်ကျွန်မတို့ရဲ့ရွာရှုခင်းအလားကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါကမိုးဦးအစားအရာတီဖြစ်တဲ့အတွက်ကြောင့်လက်ဖက်ပင်တွေမြက်ပင်တွေစိမ့်ဆူနေတာပေါ့နော်မိုးနည်းနည်းအများကြီးကြာလာပြီဆိုလို့ရှိရင်တော့ဒီလက်ဖက်ပင်ချတဲ့ကိုပေါင်းပင်လိုမျိုးပေါင်းလေးတည်စီတဲ့ဈေးတွေဖြန့်ပေးရတယ်ပေါ့နော်ဒါမှစီမြက်ပင်လေးတွေတည်မှလက်ဖက်ပင်ကအားရှိပြီးတော့လက်ဖက်တွေပြန်ထွက်မှာပါဒီလက်ဖက်ကစနေရတင်ရှိလားဆိုတော့ရှိပါတယ်ဒါပေမဲ့ဒီတပေါင်းလားမတိုင်ခင်နေအရန်ပူတဲ့ချိန်ဆိုလို့ရှိရင်တော့မထွက်ဘူးပေါ့နော်အဲဒီတစ်ချိန်လေးတော့ခဏပဲမရှိတာပါဒီတပေါင်းကစားပြီးတော့ပေါ့နော်ဒီတကြံအကျော်တွေလုံးဝဆက်တိုက်ကိုလည်းဖက်ရတည်ပဲဖြစ်ပါတယ်ခူးနိုင်မှရမှာပေါ့နော်မခူးနိုင်ဘူးဆိုလို့ရှိရင်ယဉ်သွားတာတွေဘာတွေရှိတယ်ဆိုတော့အဲ့လိုမျိုးအပြင်တွေဘာတွေခုတ်ပေးရတာတွေရှိပါတယ်ဒီတကြံကကြတော့ခုတ်ထားတာလည်းတိတ်မကြသေးဘူးပေါ့နော်ဒီနေ့ကကြတော့မေတို့ကချံ6ချံကိုမှ4-5ချံလောက်အထိကိုခုတ်ပြစ်တယ်ပေါ့နော်တိတ်ပြီးတော့မခူးရဘူးပေါ့နော်ဘာလို့ဆိုတော့ခါတိုင်းနေတယ်ဆိုလို့ရှိရင်ကအမေအိမ်မှာတယောက်တည်းပဲရှိတဲ့အတွက်ကြောင့်ခူးလို့မနိုင်ဘူးပေါ့နော်အဲဒါကြောင့်အပြင်လေးကြီးကုန်တဲ့အတွက်ခုတ်ပစ်ပေးရပါတယ်ဒီလက်ဖက်ခူးတဲ့ချိန်ဆိုလို့ရှိရင်ပေါ့နော်ဒီတောထဲမှာငှက်တန်တွေဖလမျိုးစင်ញံတန်တွေလည်းမရှိတဲ့အတွက်ပေါ့နော်ဒီလက်ဖက်ခူးနေရင်လည်းသူများတွေတော့မသိဘူးကိုတော့ကျတော့ဘာကြီးတွေးမှန်းမသိအတွေးပေါင်း16000ဒါမဲ့ကောင်းတာတစ်ခုကကျတော့ဗာလဲဆိုတော့ကိုဒီလိုတိတ်ဆိတ်နေတဲ့အတွက်ကြောင့်ပေါ့နော်ပေါ့ကက်လေးတွေအဲ့လိုမျိုးတောင်းသွားပြီးတော့နားထောင်လေးရှိပါတယ်အားဆိုလို့ရှိရင်တိတ်ပြီးတော့စိတ်လေမလွင့်တော့ဘူးပေါ့နော်အဲ့ချိန်မှာတိတ်ပြီးတော့ပတ်ဝန်းကျင်ကိုအရင်စူးစိုက်ဆရာမလို့တဲ့အတွက်ကိုနားထောင်တဲ့ pocket တို့ကိုလေးလာရှင်တဲ့အရာမှာအဲ့ဒီချိန်မှာနားထောင်တော်တော့အသုံးဝင်ပါတယ်ဒီမှာအများဆုံးနားထောင်တာတော့ manifestation နဲ့ပတ်သက်တာတွေ spiritual တွေအဲ့လိုမျိုးပေါ့နော်ဒီစိတ်စွမ်းအင်နဲ့ပတ်သက်တာတွေအဲ့ဒါတွေအများဆုံးနားထောင်ဖြစ်ပါတယ်ဖက်ပဲတစ်ချိန်လုံးကူးနေတယ်မထင်နဲ့နော်ပြင်းနေလို့ရှိရင်အပြင်အောင်ထိုင်နေလိုက်တယ်အဲ့ဒါပါပဲတနေ့ကုန်လုံးခူးလာဆိုတော့မခူးပေါ့နော်ထမင်းထုတ်သွားအဝေးတဲ့ခြံဆိုလို့ရှိရင်တော့ထမင်းထုတ်သွားတယ်ဘာလို့ဆိုတော့အိမ်ပြန်ရတာနဲ့ပြန်သွားရတာနဲ့ဆိုကြားထဲမှာအချိန်တွေအများကြီးကွာတယ်ပေါ့နော်အဲဆိုတော့လက်ဖက်တော့တိတ်မရဘူးပေါ့နော်အဲဆိုလို့ရှိရင်ဝေးတဲ့ခြံဆိုလို့ရှိရင်ထမင်းထုတ်သွားတယ်ညနေကျရင်စောစောပြန်လိုက်တယ်အဲ့လိုမျိုးပေါ့နော်လက်ဖက်အရမ်းများတဲ့ရာသီဆိုလို့ရှိရင်အဲ့လိုမျိုးပဲလုပ်ကြပါတယ်လူတိုင်းအိမ်တိုင်းပေါ့နော်ဒီဖက်မှာကျတော့ကိုကကြတော့ဒီခြံကအိမ်နဲ့ဆိုလို့ရှိရင်မိနစ်20နိုင်ဝလောက်တော့သွားရတယ်ပေါ့နော်ဒီမှာတို့ဒီနေ့ထမင်းတော့မထုတ်တော့ပါဘူးတော့ပါစမိုင်းလေးဟမ်ဒီဘက်မှာပေါ့ကျွန်တော်လက်ဖက်ပင်တွေကြားထဲမှာကော်ဖီပင်တွေထည့်ဆိုင်လာကြတယ်ပေါ့နော်အရင်ကတော့စိုက်ကြပါအခုဆိုလို့ရှိရင်ကော်ဖီကဈေးကောင်းတဲ့အတွက်ကော်ဖီပါထည့်ဆိုင်လာကြတယ်ပေါ့နော်ဒီလိုပါပဲအိမ်ပြန်ချိန်ဆိုလို့ရှိရင်သူပြန်ကိုပြန်ပေါ့နော်ကျမတို့ဘက်မှာဒီလက်ပတ်ချံဆိုလို့ရှိရင်ဒီလိုတရုတ်ပင်တွေလိုအလားအဲ့လိုမျိုးတန်းပြီးစီပြီးတော့စိုက်ထားတာမဟုတ်ဘူးเนาะဒါပေမဲ့ရှန်လိုက်အဲ့လိုရှန်လိုက်စိုက်ထားတာပေါ့ဒါပေမဲ့တစ်ပင်နဲ့လက်ဖက်ပင်ဆိုလို့ရှိရင်တစ်ပင်တွေကများနေတယ်ပေါ့เนาะအဲ့ဒါကြောင့်မေပုံကနေပဲကြီးပဲကနေပဲလက်ဖက်ပင်တိတ်မတွေ့ရဘူးတစ်ပင်တွေကအုပ်မိုင်းနေတဲ့အတွက်ကြောင့်ပေါ့เนาะဒါပေမဲ့အပြင်မှာလို့လာကြည့်မယ်ဆိုလို့ရှိရင်လက်ဖက်ပင်တွေလည်းအများကြီးပါမယ်ရှမ်းပြည်တောင်ပိုင်းပင်လောင်းမှာဆိုလို့ရှိရင်အဓိကလောက်တာကလက်ဖက်ပေါ့နော်ဒါမဲ့နေအဓိကလောက်တာလက်ဖက်လို့ပြောပြမယ်အကုန်လုံးလောက်တာတော့မဟုတ်ဘူး
တချို့ကအာလူးစိုက်တယ်တချို့ကတခြားအလုပ်ပေါ့နော်ခုခေတ်လူငယ်တွေတော့ဒီတိတ်ပြီးတော့မရှိတော့ပါဘူးဒီနိုင်ငံခြားသွားကုန်တာများတယ်ပေါ့နော်အတူတပဲဒီအိုးတွေဆိုလို့ချင်းထိုင်းမှာတော်တော်များတယ်ပေါ့နော်ခုဒေသမှာတိတ်ပြီးတော့မရှိတော့ပါဘူးလက်ဖက်ပင်တိုင်းမှာကျတော့တီးပင်တွေစိုက်ထားတာများတယ်ပေါ့နော်တရက်ပင်တွေရှိတယ်ဗလဲငါပြောပင်တွေရှိတယ်ဒငင်းသီးပေါ်တယ်ပေါ့နော်ဒငင်းသီးကအခုချိန်ကကြတော့ဟိုတခြားဘက်မှာကမဲ့ပြီးမဲ့ရင့်ပြီးတော့စားလို့ရနေပြီနော်ကျမတို့ဘက်မှာကကြအခုမှစားပြီးတော့ဘလို့တီးုံပဲရှိသေးပေါ့နော်အညာလေးပဲရှိပါသေးတယ်ကျမတို့ဘက်ကဒငင်းသီးကကြတော့တည်င်းကျို့လောက်မှကိုမဲ့တာပေါ့နော်မဲ့တာမဟုတ်ဘူးပြောမှရင့်တာပေါ့နော်အဲ့ချိန်မှာစားလို့ရတာပါဒီအပင်ကြီးကြီးတွေဆိုလို့ရှိရင်လည်းဒငင်းသီးပင်ပေါ့နော်သူတို့တန်းတော်ကြပါပြီဒါကျမတို့ရဲ့ရွာအဝင်လမ်းပဲဖြစ်ပါတယ်လမ်းကအရင်တုန်းကတော့ကွန်ကရစ်တရက်ခင်းထားတာပဲပေါ့နော်ဒါပေမဲ့လည်းတော်လာလို့ရှားပါများလာတဲ့အခါကျတော့လမ်းတော့အနေငယ်ပြည့်စည်စားပြုနေပါပြီမတို့ဘက်မှာကျတော့လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ပူစရာမလိုဘူးပေါ့နော်ဒီပင်လောင်းနဲ့တိတ်မိုးတဲ့အတွက်လမ်းပန်းဆက်သွယ်ရေးတော်ကောင်းပါတယ်ဒါပေမဲ့အခုကအရင်ကနဲ့ရှင်ရင်တော့ဘယ်လိုပြောမလဲမကောင်းတာတခုကတော့ line ပေါ့နော် line ကအရင်ကလို့မကောင်းတော့ပါဘူးဘာလို့လဲတော့မသိဘူးဒါကျမတို့ရွာကတော့တိတ်ပြီးတော့ပေါ့နော်ရွာအကြီးတော့မဟုတ်ဘူးဒါပေမဲ့ဘေးရွာတွေမှာလည်းပတ်လဲဆိုတော့ပေါ့နော်ဒီလိုပဲဒီရွာပြီးဒီရွာနဲ့ဒီရွာအကိုပြီးတော့ပဲနော်ဘာပဲလို့အလူပဲလို့မင်္ဂလာပဲလို့ကိုကြီးဆောင်ရွက်ကြပါတယ်ရွာအင်ဂျင်20ကျော်လောက်ပဲရှိတယ်ပေါ့နော်အဓိကလောက်တာကတော့လက်ဖက်ပဲဖြစ်ပါတယ်ဒါကတော့ကျမတို့လက်ဖက်ချံပေါ်ကနေရိုက်ပြထားတယ်ပေါ့နော်မင်းကွေးမဲဖြစ်ပါတယ်ဒီမိုးရတီဖြစ်တဲ့အတွက်ကြောင့်ဘယ်နေရာပဲကြီးစိမ့်ဆိုးနေတာပဲပေါ့နော်ဒီနေ့နေတာတဲ့အတွက်ကြောင့်ကောင်းကင်ကလာတယ်ပေါ့နော်ဒါကြောင့်ကျမတို့ရဲ့ရွာအလောက်ကိုမင်းစေးခြင်းလို့ရိုက်ပြပေးလိုက်ပါတယ်ဒီဘက်ကကျတော့တောင်ကြီးတွေတက်ရတာတော့တိတ်မရှိဘူးနော်ဒီလိုအရန်မမြင့်တဲ့တောင်တွေပေါ်မှာပဲအကုန်လုံးကအငယ်ကြီးစိုက်တယ်လက်ဖက်စိုက်တယ်အဲ့ဒါပဲပေါ့နော်အဓိကလုပ်ငန်းကတော့လက်ဖက်ပေါ့ရမ်းလာတယ်နော်ဒါနောက်ထပ်လည်းဒီလိုတော့ရွာဗီဒီယိုလေးတွေထပ်ပြီးတော့ရိုက်ပြပေးမှာဖြစ်တဲ့အတွက်ကျမရဲ့ channel လေးကို subscribe လုပ်တော့ပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်ပိုကောင်းတဲ့ဗီဒီယိုတွေဖန်တီးပေးနိုင်ဖို့လည်းမျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်